လောကကိုသုံးမျိုးခွဲလိုက်တဲ့အခါကျတော့သရဝရရဲ့တိယာဖုံဌာနတွေကိုဩကာသလောကလို့ခေါ်တယ်ရှေ့ကဩကာသဆိုတဲ့စကားလုံးလေးထည့်လိုက်ဩကာသလောကအဲ့ဒီဘုံဘဝတွေမှာဖြစ်ပြီးတော့နေထိုင်ကြတဲ့တ attva တွေကိုတော့တတ္တလောကအဲ့ဒီဩကာသလောကနဲ့တတ္တလောကနှစ်ခုလုံးကိုခြုံငုံပြီးတော့ခေါ်လိုက်တဲ့အခါသင်္ခါရလောကဒါလောကသုံးပါးဆိုတာအဲ့ဒါပြောတာနော်တတ္တလောကဩကာသလောကတတ္တလောကသင်္ခါရလောကလောကရဲ့အထိပ္ပယ်မူရင်းကတော့လုံးဝပျက်စီးနေခြင်းလို့ဆိုတဲ့အဓိပ္ပာယ်ပေးတာဖြစ်လိုက်ပြက်လိုက်ဆိုတာတွေနဲ့ကြုံတွေ့နေရလို့လောကတခါတရဝတွေကိုကြတော့ကုသကံအကုသကံတို့နဲ့ကုသကံအကုသကံတွေကိုမိတီးပြီးတော့နေရလို့တတ္တလောကလို့ဒီလိုခေါ်ပြန်တယ်ဩကာသလောကကြတော့သက်ရှိသမဲ့အရာဝတ္ထုတို့ရဲ့တရားဖြစ်လို့လောကလို့ခေါ်ပြန်တယ်သင်္ခါရလောကကတော့ခုနလိုပြုပြင်ရင်ပျက်စီးခြင်းနဲ့သာဝရမတည်မြဲတဲ့အခြေအနေကြီးတစ်ခုသင်္ခါရလောကလို့ခေါ်တာအဲ့ဒါကိုပဲလောကသုံးပါ